ယောက်ျားချင်းနဲ့စိတ်ကူးအာရုံတို့စုံစီဟာဟောင်းစော့သမိုင်းမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ခေါင်ရဲမှာကျွန်တော်ဒီနေ့ဖတ်ပြပေးတော့မယ့်ဇာတ်လမ်းလေးကတော့ဆရာစီရနာရမညာရေးသားတဲ့အောင်မြတ်တာနဲ့မုခလီနတ်ဆိုလို့အမည်ရပါတယ်ဒီဇာတ်လမ်းလေးကိုကျွန်တော်နဲ့အတူခန်းသားနားဆင်ပေးတာပါအောင်ခင်ဗျာမင်းရင်စမ်းမင်းရင်လားမလုံးဒီတော်တော့အစင်းသင်းဖြစ်ပြီလားနောက်ကြလို့ရှိရင်တောင်တော်ရှင်နဲ့စိတ်ဆိုးလိမ့်မယ်နော်ပြီးပြီအမဆန်းရင်ရဲ့တောရက်နဲ့တောချက်ကြော်လေးယူနေလို့ပါကဲသွားကြရအောင်ဟဲ့ညာဘေးငါဥတာရင်ကိုတောင်တော်ရှင်ဝင်ပူးပြီးပြောတာကြောက်စရာကြီးရေမျက်လုံးတွေကိုပြုတ်ပြီးညီရဲနေတာကိုတာရင်ရဲ့ပုံကိုပျောက်သွားတာပဲကျုပ်တို့တလားတစ်ခါဆက်တာနေကြဖြစ်တဲ့စားဝဲရာတွေမဆက်လို့တဲ့အိအိမ်ကကလေးတွေရဲ့အသက်ကိုတောင်ယူမယ်လို့အန်တကျိတ်ကျိတ်နဲ့ပြောတာငါဖြင့်ကြောက်လိုက်တာပြောမနေနဲ့အခုတောင်ရွာထဲကမစိန်မှုစီကငွေချေးပြီးဒီရဲနဲ့ကြက်ကြော်လေးလှုပ်လိုက်ရတာကျုပ်တို့လည်းဘာထူးလဲရှီဆူမတ်ဆူနဲ့ပူဇော်ရတာပေါ့မပူဇော်ရင်ရွာလဲကမိတ်စိန်သားလို့အသေးဆုံးနဲ့သိမ်းနေအောင်မယ်ကဲတော်ကြတော့ဟိုမှာနှကိုးရောင်နေပြီပါလာရီနဲ့ပူဇော်ပြီးအမိုက်မဲတွေကိုဘွေမြူဖို့တောင်းပန်ရမှာပေါ့ဒါကတော့ထန်းတပင်ရွာမှာလူရိုင်းကြီးပါကြောက်လန့်ကိုးကွယ်နေရတယ်တောင်းတော့အရှင်တစ်ဖြစ်လဲမုခလိနတ်ပဲဖြစ်တယ်မကိုးကွယ်လို့လည်းမရဘူးလေသူ့ကိုမပူဇော်ရင်တရွာလုံးကိုတတ်မယ်လို့ဝင်ပူးပြီးချင်းချောက်ထားတဲ့တာရကရှိခဲ့ဘူးလားဟုတ်မုခလိနတ်ကွန်းစဖြစ်လာတဲ့အကြောင်းကတော့ကိုထုံးလန်းနဲ့မဲ့ရီစိန်ဆိုတဲ့လင်မယားကနေစတာပဲထင်းခွေသွားရင်းနဲ့တောထဲမှာမျက်စိလဲနေတဲ့အချိန်တောတဲလေးအယူအဆတိုင်းညောင်မင်းစိတ်ပင်အောင်ဝင်ပြီးဤအပင်မှာအဆောင်ကျက်တဲ့ရုပ်ကစုံနတ်မင်းကြီးကျွန်တော်တို့ကိုလမ်းတွေ့အောင်ကူညီပေးပါကအရှင်ကိုတလတစ်ချိန်လာရောက်ဆက်သားပါမယ်ဆိုတဲ့ဂရီကိုပေးမိလိုက်တယ်တကယ်တမ်းသူတို့ပြောတဲ့အပင်မှာနေတာကသူတို့ထင်တယ်လို့ရုပ်ကစုံမဟုတ်ပဲဝါတော်ရစ်နေပြီဖြစ်တဲ့မကောင်းဆိုးဝါးတကောင်ဖြစ်နေတာကိုသူတို့မသိခဲ့ဘူးနာနာဘွားတော့မြည်သည်နှစ်ကာလကြာမြင့်လာတာနဲ့အမျှအပိုင်စားနယ်မြေတွေကိုစတုမဟာရိနတ်မင်းတွေကပေးထားလေးရှိတယ်သူတို့နယ်မြေအတွင်းမှာသူတို့ရဲ့အာဏာဇက်ကတက်ရောက်တယ်အခုလည်းအပင်မြန်တိုင်းရုပ်ကစုံရှိမဲ့ထင်တဲ့အတွေ့ကထန်းတမင်ရွာကိုဒုက္ခပေးခဲ့တယ်ကိုထုံးလာနဲ့မရင်စိန်တို့ဟာထို့သို့ပြောရင်ခရီးဆက်ခဲ့ဟာကံကောင်းစွာဖြင့်ရွာဝင်လမ်းကြောင်းကိုတွေ့သွားခဲ့တယ်။ဒါရုပ်ကစုံနဲ့မင်းမဆာလို့တွေ့တာဆိုပြီးနောက်နေမှာရှိတာလေးနဲ့တွားရောက်ဆက်သားကြတာပေါ့။ရွာမှာလည်းတယောက်စကားတယောက်နားနေရုပ်ကစုံနဲ့မင်းကိုယုံကြည်တဲ့သူရှိသလိုမယုံကြည်တဲ့သူလည်းရှိခဲ့တယ်။နောက်ဆုံးရွာထိပ်မှာနှက်ကုန်းဆောက်ပြီးပူဇော်ကြတဲ့အဆင့်ထိရောက်လာတယ်။အရင်ဆုံးခေါ်လာတဲ့ကိုထုံးလာနဲ့မရင်စိန်တို့ဟာအဆိုးဆုံးနည်းနည်းဖြစ်တာနဲ့နတ်မင်းကြီးထံသွားဆူတောင်းရတာအမောတရက်မှာရွာထဲကအရက်သမားနတ်ကျော်အရက်မူပြီးနတ်ကုန်းမှာဆက်ထားတဲ့ကြက်ကြော်ကိုယူစားလိုက်မိတာစပြီးပြဿနာစတက်ခဲ့တယ်။ကြက်ကြော်ယူစားပြီးညမှာပဲစက်ကြီးလဲလိမ်ပြီးထူးဆန်းစွာတေးဆုံးခဲ့တယ်။တရွာလုံးကလည်းဒါတောင်တော်ရှင်ကိုစော်ကားလို့ဆိုပြီးမှတ်ယူခဲ့တယ်။နောက်နေ့ရွာထဲကကလေးတယောက်ဘိုက်နာပြန်ရောဘလို့ဆေးနဲ့ကူမပြောက်ညရောက်တော့အိမ်မက်ပေးပါလေရောရွာထိပ်ကနတ်ကုန်းမှာရက်နဲ့ကြက်ကြော်ဆက်ရင်ပြောင်းမယ်ပေါ့နောက်နေ့သွားဆက်လိုက်ရင်ယောဂါယူပြစ်တယ်လို့ကောင်းသွားရောတနေ့ကိုထွန်လာနဲ့မရင်စိန်တို့ရဲ့သားကောက်ခံငင်ကဘိုက်နာပါလီရောတနေ့လောက်တနေ့စားဖို့မို့ထမင်းစားဖို့တောင်အနိုင်ဖြစ်တဲ့အတွက်နတ်ကုန်းမှာဆက်နေကြဖြစ်တဲ့ရက်နဲ့ကြက်ကြော်ကိုမဆက်နိုင်ခဲ့ဘူးဖျောင်းနိုင်အမွှေးတိုင်းနဲ့ဆူတောင်းပြီးအိမ်ပြန်လာတော့ကိုထွန်လာကိုဝင်ပူးပါလီရောငါ့ကိုမဆက်တာရင်နင်တို့ကလေးအသက်ကိုယူမဲဆိုပြီးကျင်းဝါခဲ့တယ်အဲ့ဒီမှာမရင်စိန်ကအမြဲတမ်းဆက်တာလာတာကိုမှမထောက်အဲ့ဒီလိုပြောတယ်ဆိုပြီးလုံးဝမဆက်ဖဲနေဟာနောက်ဆုံးမရင်စိန်ရဲ့တားကလေးဟာအဲ့ဒီယောဂနဲ့ပဲဆုံးမသွားခဲ့တယ်အဲ့ဒီအားစားပြီးစားခြင်းကလေးတွေကိုပြူစားလိုက်စားတော့လိုက်နဲ့တရွာလုံးကိုအကြောက်တရားဖြင့်ပြူစားခဲ့တယ်တချို့ကလေးတွေကအစားမလို့နေမကောင်းတာဘိုက်အောင်ရင်တော့ကျမကြီးဌာနပေးတဲ့ဆေးနဲ့ပျောက်သွားသလိုတချို့ကလေးတွေကြတော့ဆေးတိုက်လည်းမပြောက်နှက်ကုန်းမှာပါတာမှပျောက်တာတွေလည်းရှိတယ်တနေ့တော့ထန်းတဲ့ပင်ရွာကိုမျက်နှာစိမ့်လူနှစ်ယောက်ရောက်လာခဲ့တယ်။ပြိုးနောင်ကြီးဒါထန်းတဲ့ပင်ရွာလား။ဟုတ်တယ်တူမောင်တို့ကဘဲရလဲ။ကျုပ်တို့ကခရီးသွားတယ်ပါ။ရွာမှာခဏဝင်သားခြင်းလို့ပါ။ရွာထဲမှာဝင်သားကြလေ။ရပါတယ်ဗျာ။ရွာထိပ်ကဇရက်မှာပဲနားပြရစီ။ကျုပ်တို့ကခရီးသွားတယ်ဆိုတော့ခွင်တောင်းတာပါ။အော်ဟုတ်ပြီ။အေးစေးနားကြနော်။ကျုပ်နွားကြအောင်မယ်။လူငယ်တယောက်လဲဇရက်ပေါ်နားနေဆရာဒီရွာမှာဘုန်းကြီးเจ้าလည်းမတွေ့ဘူးတန်ဃာတော်တွေလည်းမတွေ့ဘူးရွာရဲ့အငွေ့သက်တွေဟာတမျိုးပဲအိမ်
ဒီရွာမှာ2ရက်လောက်တော့နေရအောင်မှာပေါ့ဒီရွာသားတွေရဲ့အခက်အခဲကိုကူညီပြီးမှငါတို့ရှေ့ဆက်ရလိမ့်မယ်ဆရာပြောတဲ့အထိပ္ပယ်ဟာမကြခင်သိရမှာပေါ့ခဏဆောင်လိုက်ခဏနေတော့ရွာတွေကမိမတရားအင်ဘတ်တွေနဲ့အသားတွေထမင်းတွေထုတ်ပြီးရွာပြင်ကနတ်ကုန်းမှာလာပုံသွားတာတက်ခိုင်ရောအောင်မြတ်တာပါမြင်လိုက်ရတယ်ထိုအခါအောင်မြတ်တာမေပြုံးလေးပြုံးလိုက်ပြီးနောက်တက်ခိုင်ဒီရွာသူတွေတခိုးကိုဘန်နာဆုပ်ခံထားကြတယ်ကွာဘလို့လဲဆရာကျွန်တော်တိတ်နားမလဲလို့ဟိုမှာလေနတ်ကုန်းမှာထိုင်နေတဲ့ကောင်ကိုကြည့်လိုက်ထိုအခါတက်ခိုင်ကနတ်ကုန်းကိုကြည့်လိုက်ဟာဆရာနတ်ကုန်းပေါ်မှာဘာကောင်ကြီးလဲဗျနတ်တော့မဟုတ်ဘူးကျွန်တော်အမြင်တော့မကောင်းဆိုးဝါးတကောင်ပဲဖြစ်မယ်ဟုတ်တယ်တက်ခိုင်အရင်ကတော့နန္နာဘောကမကောင်းဆိုးဝါးပေါ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတေးပြီးသားလူတစ်ယောက်ပဲအချိန်တွေကြာလာတော့နှစ်ချုပ်တရေကြီးဖြစ်လာပြီးနေမြေတွေအပိုင်စားရတောတွေအပိုင်စားရပြီးတကိုးအနေငယ်ရှိလာတတ်တယ်အဲ့ဒီလိုအချိန်မှာသူတို့ကိုသူတို့မကောင်းဆိုးဝါးလို့မထင်တော့ဘူးသူတို့ကိုသူတို့စတုမဟာရိအောက်နဲ့အငယ်ရီဆိုပြီးခံယူလာကြတယ်အခုလဲဒီဝါလူတွေတရေကိုနှက်ထင်ပြီးနေမဲ့ဗိတ်မှန်နေတောင်စောက်ပေးထားကြတယ်တဲ့လဲအသိဉာဏ်မဲလိုက်လေကြီးငါတို့ဒီကိစ္စကိုဖြေရှင်းရအောင်မယ်ထင်တယ်ဆရာဒါဆိုသူကစတုမဟာရိနတ်မင်းတွေရဲ့ငယ်ကြုံပေါ့ဟုတ်တယ်တက်ခိုင်နာနာဘောကဘလူးတပတ်ဇော်ကနီဇော်ကနက်မောင်လုံးမောင်ပြကဝေစုံစတဲ့ပုံကိုယ်တွေအားလုံးရဲ့အချုပ်ကစတုမဟာရိနတ်မင်းတွေပဲဒါဆိုသူတို့ရဲ့ငယ်သားတွေဒီလိုမကောင်းတာတွေလုပ်နေအောင်ဘာကြောင့်မတားရလဲမတားတာမဟုတ်ဘူးမသိတာလို့ပြောရင်ပုံမှန်ပဲနာနာဘောကလောကသားဆိုတာအချစရာနေရာမရှိလောက်အောင်များပြတဲ့အတွက်အားလုံးရဲ့အရေးကိစ္စကိုအကုန်သိဖို့ဆိုတာမလွယ်ဘူးဒါကြောင့်သိတဲ့သူတွေကသူတို့ကိုအကြောင်းကြားပေးဖို့လိုတယ်အခုတော့အတက်နိုင်ဆုံးဖြောင်းပြကြည့်မယ်မရတဲ့အစုံခြေလက်ချုံနှောင်ပြီးဝေတော်ဝန်နမင်းထက်အဲ့ရမှာပေါ့ဒီညလူကြီးတိတ်ချိန်ရွာသားတွေမသိအောင်ဒီကောင်ကိုမောင်းထုတ်ရမယ်အခုလောလောဆယ်ဒီကောင်စားပါစေအောင်ကွာအောင်မြတ်သားလည်းနတ်ကွန်းရှိရလှည့်ကြည့်လိုက်ရအောင်မြတ်သားတို့ရှိတယ်လို့တောင်မထင်ပဲအင်ဘက်နဲ့လာတင်ထားတဲ့ထမင်းနဲ့ဟင်ကိုစောင်းကြောက်ထိုင်ပြီးလက်နှစ်ဖက်နဲ့ကြုံရီပလုတ်ပလောင်စားနေသောတောင်တော်အရှင်ကိုတွေးလိုက်ရတယ်မိုးကတဖြည်းဖြည်းချုပ်လာခဲ့သည်မိုးကောင်များရဲ့အော်မီတန်ကတကြီးကြီးထွက်ပေါ်လာသလိုညောင်ဦးပိုင်းကရွာရဲကလူတွေလာထွန်းထားတဲ့ဖျောင်းနိုင်ပြီးအလင်းရောင်ကနတ်ကောတဝိုက်လင်းထိန်နေတယ်အောင်မြတ်သားလည်းဇေယျပေါ်ကမတ်တက်ရက်လိုက်တော့တက်ခိုင်ကအနောက်ကနေအလိုက်တည်းကတ်လိုက်ခဲ့တော့သည်အောင်မြတ်သားလည်းတဖြည်းဖြည်းချင်းနတ်ကွန်းစီသို့ဦးတည်လာခဲ့သည်နတ်ကွန်းအရှိရောက်သောအခါကဲတောင်းတော်ခင်အစားအသောက်ကောင်းွယ်တွေစားပြီးအစီရစ်နေပြီထင်မှာထိုအခါနတ်ကွန်းအနောက်ကနေလူနှစ်ယောက်ဖက်မြကြီးမားသောလက်တစ်ချောင်းထွက်လာခဲ့တယ်ထိုအခါအောင်မြတ်သားကသင်ကိုယ်တိုင်ထွက်လာခဲ့ပါသင်ထွက်မလာရင်ကျုပ်အတင်းကျပ်ခေါ်ရလိမ့်မယ်ထိုအခါအတန်အော်ဖြင့်ဘသူလဲကွာဒီနေ့တစ်ပိုင်းမှာမုခလိဆိုတဲ့ငါ့ကိုခံပြောရဲတာဘသူမှမရှိဘူးကွာထိုအခါအောင်မြတ်သားကငါကတော့ဒီနေရမဟုတ်ဘူးဒါကြောင့်မင်းကိုလည်းမကြောက်ဘူးမင်းသာထွက်လာခဲ့စမ်းပါလို့ပြောလိုက်တယ်ဆိုရင်ဖြင့်ခြေတံတရုံနဲ့မြေကြီးပေါ်ကနေရှောက်လာတာကိုကြားလိုက်ရတယ်အောင်မြတ်သားကမြည်တို့အတန်ကိုမှရွာသားများမကြားစေရငါအမိန်လို့အမိန်ပြန်လိုက်ပြီးခြေတံကြားရဘက်ကိုလှည့်လိုက်တယ်တက်ခိုင်တွေးလိုက်ရတာကတရောင်လောက်ရှိတဲ့ခြေပေါ်တထွားလောက်ရှိတဲ့ခြေသေးတွေထိုအခါအောင်မြတ်သားကမင်းရဲ့အစွမ်းနေနဲ့ခန္ဓာကိုယ်ကိုကြည့်အောင်ဖန်တီးထားတာကိုငါကြောက်လိုက်မယ်မထင်နဲ့သင်ရဲ့မကောင်းမှုတွေကိုငါယနေ့ညမှာဖျောက်ဖျက်ရလိုက်မယ်သင်ဒီရွာနဲ့ဝေးရအောင်ထွက်သွားပါလို့ငါမေတ္တာရက်ခံပါတယ်ထိုအခါမင်းတို့နှစ်ချီတွဲလောင်ကလေးတသားလောက်ကငါ့ကိုအမိန်ပေးရလားငါဘာကောင်လဲဆိုတာမသိဘူးလားငါမုခလိနဲ့ပဲငါ့ကိုနမင်းတွေကိုယ်တိုင်အောက်နဲ့အဆင့်ပေးပြီးနဲပိုင်တွေပေးထားတာမင်းကငါမွေးရင်ငါမီး10ပြန်စာလောက်ငယ်သေးတယ်အသက်မသေးချင်းထွက်သွားငါစိတ်တော်လာရင်တတ်မိလိုက်မယ်ကဲဟုတ်ပြီလေဒါဆိုတင်ကျုပ်ကိုတတ်ပါတင်တတ်လို့ကျုပ်မသိသင်ကိုဖမ်းခိုင်းပြီးသင်ကိုဒီအနေပိုင်ပေးခဲ့တဲ့နတ်မင်းတွေထံပြန်အဲ့ရမှာပဲဒိုအခါအောင်မဲ့တာအားစီစီညံ့ညံ့ကြေးစီရန်ဖွားကြီးနဲ့နင်းချလိုက်တယ်အောင်မဲ့တာရှိရာနေရာသို့ခြေပွားကြီးကအရှိန်နဲ့ကြားတဲ့အတန်ဟာကြောက်မက်ဖွယ်ကောင်းလာတယ်သို့တော်ထိုအတန်ကိုရွာသားတွေမကြားရအောင်အောင်မဲ့တာအမိတ်ပြန်ထားပြီးဖြစ်တယ်နင်းချပြီးပြန်ကြည့်လိုက်တော့အောင်မဲ့တာကိုမတွေ့အောင်မဲ့တာကိုမတွေ့တော့ခလန်းလန်းမှာရက်နေတဲ့တက်ခိုင်ကိုဖမ်းဖို့ရှေ့တိုးလိုက်တယ်ဆိုရင်ဖြစ်ဟေ့မုခလိ
မဆိုင်သူကိုမကြည့်နဲ့ငါ့ဦးသာတင်နိုင်အောင်တတ်ပါဒီတစ်ခါမှာတော့မုခလိကသူ့ရဲ့အောက်လက်ငယ်သားတွေဖြစ်တဲ့ဘုံတရမျိုးစုံနဲ့နန္နာဘဝတွေကိုစင့်ခေါ်လိုက်တယ်ထိုနန္နာဘဝကောင်တွေကအောင်မြတ်တာကိုတစားစီဖဲမဲ့အတိုင်းကြောက်မဖွဲအသက်မျိုးစုံနဲ့အော်ပြီးပြေးဝင်လာတယ်အောင်မြတ်တာအပြုံးမပြတ်ဖဲလက်ဖွားနဲ့ခါထုတ်လိုက်တယ်ဆိုရင်ပဲပြေးလာတဲ့နန္နာဘဝအလုံးအဝေးကိုလွင့်ထွက်ကုန်တယ်ထို့သောအချင်းအောင်မြင်လိုက်ရတဲ့မုခလိမှာအနှင်းငယ်အံ့ဩသွားတယ်ထို့နောက်သင်ဘာလို့လဲသင်ရဲ့အစွမ်းဟာတာမန်တော့မဟုတ်ဘူးသင်နဲ့ကျုပ်ကဘာရန်ညိုးမှမရှိပဲဘာလို့ကျုပ်နေတဲ့နေရာကိုလာပြက်စီးရလဲအောင်မဲ့တာကကျုံနဲ့အညိုးမရှိပါဘူးလမ်းသွားရေးမကောင်းတာမြင်လို့ရှင်းပေးတဲ့သဘောပါတင်ကျိုးလွန်ထားတာတွေတင်သိမှာပါတင်ရွာသားတွေပေါ်ပြူစားထားတာတွေကတင်ဒီဘွားပြီးနောက်ဘွားမှာငရဲကိုထွက်သွားဖို့တေချာတလောက်ရှိပြီတင်ငရဲကိုထွက်သွားခြင်းလားကျုံမသွားခြင်းဘူးကျုပ်ဒီရွာမှာပဲနေမယ်ကောင်းပြီတင်ကိုဂရီတစ်ခုတောင်းမယ်တင်ကျုပ်ပြောတာလက်ခံမယ်ဆိုရင်တင်ကိုဒီရွာမှာဆက်ထားဖို့ကျုပ်မြတ်တာရက်ခံပေးမယ်ဘာပြောမှလဲပြောတင်ဥပုပ်ဆောင်ရမယ်တတ်လွတ်စားရမယ်သူတစ်ပါးကိုမပြူစားရအောင်သူတစ်ပါးအတတ်မတတ်ရအောင်အရက်သေးတာမတောက်စားရအောင်ဒီငါးဆက်ကိုလိုက်နိုင်ကျုပ်တင်ကိုဒီမှာဆက်ထားဖို့အာမခံပေးမယ်ကျုပ်လက်မခံနိုင်ဘူးကျုပ်လုံးဝလက်မခံဘူးကောင်းပြီလေဒါဆိုလဲတင်းထက်ကနမင်းတွေကိုကျုပ်စင့်ခေါ်ရမှာပဲပွင့်လေပြီးတော့ဖျားစုတော်ကြီးအမိန်တော်လောကပါလာစောင့်ကြနေသောနမင်းကြီးလေးပါးကြီးအမိန်တော်ထွက်ရပောက်ကုန်ပြီဖြစ်သောဆရာသမားတို့ကြီးအမိန်တော်ငါအောင်မြတ်သားကြီးအမိန်တော်အရာစင့်ခေါ်သည်အင်္ဂမိုက်သားဆုံးမရဲ့ပုပ်ကိုများဤနေရာသို့ရောက်စေတည်းလို့ခေါ်လိုက်တယ်ဆိုရင်ဖြင့်အမောင်တို့ကောင်းငင်ရံမှာဖြိုးကနေဖြက်ကနေအလင်းတန်းတစ်ခုပေါ်လာခဲ့တယ်ဒေချာကြည့်လိုက်တော့တန်လေးရဲ့လက်နက်နှက်လက်ကင်ထားသောရက်ခနာပါအသင်မုခလိသင်ရဲ့အပြစ်တွေကိုသင်သိပါပေသလားထိုအခါမုခလိကကြောက်အားလန့်အားဖြင့်အသင်ရက်ခမင်းတို့ဟာမလွန်ဆန်ဝင့်မှာကျုပ်အမားကိုသိပါပြီတဲရာဆဆလှုပ်ချင်တိုင်းလှုပ်ပြီးအခုမှနောင်တရနေစရာလားသင်ကိုအောက်နိုင်ရာတို့ကဖြောက်ပြီးအပေငယ်ရဲ့သွားစီဖို့ငါတို့ဤတန်လေးရဲ့လက်နက်ဖြင့်သင်ဤဦးကောင်းရှစ်စိတ်ကွဲဖို့ခွဲချလိုက်မယ်ထိုးထိုးပြောပြီးလက်အမြောင်အောင်မြတ်တာကရခညီနောင်သီးခံတော်မူအောင်ကျုပ်ကသူတစ်ပါးအသက်သိစေလိုခြင်းလုံးဝမရှိပါထို့ကြောင့်မုခလိကိုကျုပ်တစ်ပည့်အဖြစ်သူသွင်းခွင့်ပြုပါလို့ဝေတဝန်နမင်းထံအကြောင်းကြားပေးပါကျုပ်ကသူ့ကိုလိမ္မာရင်ကြီးအောင်ဆုံးမပေးပါမယ်ထိုအခါရက်ခညီနောင်ကလက်အုပ်ချပြီးဆရာသခင်အမိန့်ကိုနာခံပြီးမုခလိကိုအံ့နံပါတယ်မုခလိသင်ဟာယနေ့ကစပြီးဒီကဆရာသခင်ရဲ့တပည့်ဖြစ်သွားပြီသင်ဆရာသခင်စကားကိုလိုက်နာပါသင်နောက်တစ်ခေါက်ထပ်မရင်သင်ကောင်း12စိတ်ကွဲအောင်ငါတို့ခွဲရလိုက်မယ်လို့ပြောလိုက်တော့မုခလိခင်ဗျာကြောက်အားတကြီးနဲ့အောင်မဲ့တာကိုလှမ်းကြည့်တယ်ထိုအခါအောင်မဲ့တာကမုခလိသင်ကြောက်စကားကိုနာခံမလားဟုတ်ကဲ့နာခံမမယ်ဆိုပြီးလက်အုပ်ချရှာတယ်ကဲအသင်ရက်ခမင်းတို့သွားနိုင်ပါပြီလို့ပြောလိုက်ရုံဖြင့်ကောင်းငင်ရံကနေဖြက်ကနေပြောက်ွယ်သွားခဲ့တယ်တက်ခိုင်လဲဆရာဖြစ်သူရဲ့အစွမ်းကိုမျောဝါးထင်နေမြင်လိုက်ရတော့ပို့ပြီးလေးစားရိုသေသွားမိတယ်အောင်မဲ့တာကမုခလိသင်ကိုကြုတ်ဒဏ်ပေးမယ်သင်ယနေ့ကစပြီးတက်လို့စားရမယ်ဥပုပ်တီလာစောင့်တည်ရမယ်သင်ဒီညကစပြီးလူသူကင်းဝေးတဲ့တောထဲမှာဥပုပ်တီလာစောင့်တည်ပြီးသင်ရဲ့အပြစ်တွေကိုပြန်ဆင်ခြင်ရမယ်သင်လုံနိုင်မလားဟုတ်ကဲ့တပည့်လုံနိုင်ဖို့ကြိုးစားပါမယ်ကောင်းပြီသင်နေရာမှာနေဖို့ပုံကိုယ်တော်ရောက်လာပြီသင်သွားလို့ရပြီကျုပ်လိုအပ်ရင်သင်ကိုခေါ်လိုက်မယ်သင်ကိုရက်ခညီနောင်ရောကျုပ်ပါအမြဲစောင့်ကြည့်နေရတော့တတိယပါသင်မဟုတ်တာလောက်တာနဲ့ကျုပ်လည်းနောက်တစ်ခါကဲနိုင်မှာမဟုတ်ဘူးထိုအခါမုခလိကတပည့်နားလဲပါပြီဟုပြောပြီးအောင်မဲ့တာရှိရနေဖြက်ကနေပြောက်ွယ်သွားခဲ့တယ်နောက်နေ့မနက်မှာတော့ထန်းတပေရွာထိပ်ကနှက်ကုန်းထဲမှာပိတ်ဖြူအဝတ်တွေပတ်ပြီးတောင်ဝေးထောက်ကရက်နေတဲ့အဖိုးတယောက်ရဲ့ရုပ်ထုနဲ့စားတစ်ကြောင်ထူးဆန်းစွာတူးလိုက်ရလေတော့သည်ထိုစားကမုခလိလိမ်မာသွားပြီခန္ဓာနာဆင်ပြီးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇာတ်လမ်းတွေကိုနားဆင်ကြနေဆိုရင်ဟောင်းစောတန်မိုင်း channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ